Hi ဝေးရမှာ Excel မှာ data တွေကိုကြည့်ပြီးဒါဆိုရင်တော့အောင်တယ်ဟိုဒါဆိုရင်တော့ကျတယ်ဒါမှမဟုတ် budget ကျော်တယ်မကျော်ဘူးဆိုတာတွေကိုတစ်ခွက်ချင်းစီလိုက်ကြည့်ပြီးလက်နဲ့ရိုက်နေရတော့မှာအခုကျွန်တော်အခြေအနေတွေကိုသူ့အလိုလိုခွဲခြားပြီးမဲ့ Excel ရဲ့ဉာဏ်ရည်အရှိဆုံး if formula ကို10မိနစ်အတွင်းလူတိုင်းနားလည်အောင်ရှင်းပြမှာဖြစ်ပါတယ် if ရဲ့ logic ကတော့ရှင်းပါတယ် if formula ကကွန်ပျူတာနဲ့စကားပြောနေရတယ်လို့ပါပဲအလွန်ယူရှင်းပါတယ်နံပါတ်1ချက်ကအခြေအနေ condition ကဘာလဲအခုမှဥပမာအမှတ်50ကျော်လားနံပါတ်2ကမှန်ရင်ဘာပြမှာလဲ pass လို့ပြမှာလားမှားရင် fail လို့ပြမှာလားဘယ်လိုပြချင်လဲဒီအချက်3ချက်ပဲဖြည့်ပေးရတာပါကဲလက်တွေ့လေးလုပ်ကြည့်ရအောင်ကျွန်တော်က if condition ကိုသုံးမယ်ဆိုရင် equal to if logic တက်ကကျွန်တော်ကဘာကိုစမ်းချက်ရှင်းတာလဲဆိုရင်ဒီ value ဆို greater than ကြီးလားသို့မဟုတ်ညီလားဆိုတဲ့ဟာမျိုး50ထက်ကျော်လား50မှာလားဆိုတာကိုသိဖို့အတွက်ဒီ first condition logical test မှာထည့်လိုက်ရတာပါအကယ်၍50တဲ့ကျော်တယ်ဒါမှမဟုတ်ညီတယ်ဆိုရင်ဘာပေးမလဲဆိုတာကိုအခုရေးရမှာဖြစ်ပါတယ်အဲ့တော့50ဒါမှမဟုတ်50တဲ့ကျော်တယ်ဆိုရင်ကျွန်တော်တို့က pack ဆိုတဲ့ဟာကိုရေးလိုက်မှာဖြစ်ပါတယ်အကယ်၍အဲ့ဒီ value ကမှားခဲ့မယ်50ဒါမှမဟုတ်50အောက်နေခဲ့မယ်ဆိုရင်ကျွန်တော်တို့ကပေးလို့ပြမှာဖြစ်ပါတယ်ပြီးရင်ကျွန်တော်တို့က double click ကို click လို့ကြိုက်လိုက်တာ ਨੇ အဖြေတွေကဘယ်လောက်ပဲရှိရှိစက္ကန့်ပိုင်းအတွင်းမှာကျွန်တော်တို့ကအဖြေကိုတန်းရတာမှာဖြစ်ပါတယ်ဒါဆိုရင်တစ်ခုချင်းစီကျွန်တော်တို့ကလိုက်စစ်ကြည့်ရအောင်85ဆိုတာက50တဲ့ကျော်တယ်42ဆိုတာက50အောက်ငယ်တယ်88ဆိုတာက50ရကျော်တယ်90ဆိုတာ50တဲ့ကျော်တယ်23ဆိုတာ50အောက်ငယ်တယ်အဲ့တော့50ရောကျွန်တော်တို့ကအဖြေကိုသိကြတော့50ကိုရိုက်ကြည့်လိုက်မှဆိုရင်50ဆိုရင် pass ဖြစ်သွားမယ်အကယ်၍49ဆိုရင် fail ဖြစ်သွားမယ်ကျွန်တော်တို့ကကဏ္ဍကိုရိုက်လိုက်တာ ਨੇ စက္ကန့်ပိုင်းအတွင်းကို data တွေဘယ်လောက်ပဲများစက္ကန့်ပိုင်းအတွင်းကိုချက်ချင်းသိရမှာဖြစ်ပါတယ်ဒီလိုမျိုး tick and trick တွေကိုသိချင်တယ်ဆိုရင် like and follow လုပ်ထားဖို့မမေ့ပါနဲ့အားလုံးကျေးဇူးတင်ပါတယ်